အားလုံးကိုမင်္ဂလာပါကဲအခုကျွန်တော်နဲ့အတူကြည့်ရှုနားဆင်မဲ့ဗီဒီယိုလေးကတော့ရွေးကောက်ပွဲမှာမဲလာပေးကြဖို့နိုင်ငံကျော်တရုတ်ဆောင်အဆိုတော်များပါဝင်လုံးစော်ထားတဲ့ဝါဒဖြန့်ရုပ်သံစတင်ထုတ်လွှင့်ကဲရွေးကောက်ပွဲမကြခင်ရောက်တော့မှာနော်နောက်လာဆိုတော့ရွေးကောက်ပွဲရောက်တော့မှာဒီဇင်ဘာ28ရက်နေ့စစ်ကော်မရှင်ကျင်းပမဲ့ပါတီဆောင်အထွေထွေရွေးကောက်ပွဲမှာပြည်သူအားလုံးမဲလာပေးကြဖို့နိုင်ငံကျော်တရုတ်ဆောင်ဆိုတော်များပါဝင်လို့ဆော်ထားတဲ့ဝါဒဖြန့်ရုပ်သံကိုဒီကနေ့နိုဝင်ဘာ17ရက်နေ့ကစပြီးနိုင်ငံပိုင် MRTV MWD ရုပ်သံတွေပါစတင်ထုတ်လွှင့်နေပါပြီကဲဒီဗီဒီယိုလေးကိုကျွန်တော်လည်းသူကြည့်ရှုနားကျင်လိုက်ရအောင်နော်ဘသူတွေလဲဆိုတာကိုကြည့်လိုက်ရအောင်စမယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲမှာသည်ပုံမကောင်းမွန်သောအနာဂတ်စီကိုဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တို့လမ်းချီတိုင်းပြည်သားယာဝပြောရေးနိုင်ငံသားတိုင်းမဲပေးပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်တာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်လူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲပြင်စတင်စို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲရုံသွားပြီးမဲပေးစို့ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီးမဲပေးစို့ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြပါစို့နိုင်ငံအနာဂတ်ကောင်းဖို့မဲရုံသွားပြီးမဲပေးစို့ကဲမဟုတ်သေးဘူးတော့ကဲအားလုံးကတော့ပြည်သူအချစ်တော်တွေပဲနော်အဆိုတော်တွေလည်းတရုတ်ဆောင်တွေလည်းအများဆုံးကပြည်သူရဲ့အချစ်တော်တွေမဟုတ်သေးဘူးဟာဘလို့ဖြစ်သွားလဲနော်ဘလို့ဖြစ်သွားလဲနော်အကိုပြည်သူလည်းပါတယ်ပြီးတော့မအုပ်ဝဲလည်းပါတယ်ဟာဘလို့ဖြစ်တာလဲကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘေးရန်ကင်းပြီးရှင်းလင်းချက်မြတ်ကြပါစေဘိုင်